ကိုရီးယားသမိုင်းမှာနှစ်ပေါင်း900ကြာတည်ရှိခဲ့ပေမဲ့လူသိနည်းနေသေးတဲ့နိုင်ငံတော်တစ်ခုရှိပါတယ်။အဲ့ဒါကတော့တန်တဲ့နိုင်ငံတော်လို့တင်စားခေါ်ကြတဲ့ဂါယာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ဂါယာနိုင်ငံရဲ့အဆင့်မြင့်တန်တဲ့ယဉ်ကျေးမှုနဲ့သူတို့ဘယ်လိုကြောင့်ဒီလောက်ထိနာမည်ကျော်ခဲ့တာလဲဆိုတာကိုလေ့လာကြည့်ကြပါမယ်။ဂါယာရဲ့သမိုင်းကိုသက်သေပြနေတာကတော့ဒဲဆောင်တုံးဂူသင်းချိုင်းတွေပဲဖြစ်ပါတယ်။ဒီနေရာမှာတူးဖော်တွေ့ရှိရတဲ့ရှေးအောင်ပစ္စည်းတွေဟာဂါယာနိုင်ငံနဲ့မြောက်ပိုင်းမြင်းစီသူရဲ့ယဉ်ကျေးမှုတွေဘလို့ဆက်နွယ်နေလဲဆိုတာကိုဖော်ပြနေပါတယ်။အဲ့ဒီခေတ်ကလူတစ်ယောက်ရဲ့အစဉ်တန်းကိုသူနဲ့အတူမြုပ်နှံထားတဲ့တန်တဲ့ပစ္စည်းအကြီးအတွက်နဲ့အမျိုးအစားကိုကြည့်ပြီးဆုံးဖြတ်ကြတာပါ။တန်တဲ့ဟာအဲ့ဒီခေတ်ကအာဏာနဲ့စီးစိမ်ရဲ့ပြရုပ်တစ်ခုဖြစ်ခဲ့ပါတယ်။ဂါယာဟာတန်တဲ့ပစ္စည်းတွေကိုထုတ်လုပ်ရုံနဲ့မဟုတ်ပဲအိမ်နီးချင်းတရုတ်နဲ့ဂျပန်နိုင်ငံတွေကိုပါအကြီးအကျယ်တင်ပို့ခဲ့တာပါ။သမိုင်းမှန်တမ်းတွေကဂါယာရဲ့တန်ဟာအရေးသွေးအလွန်ကောင်းမလို့နိုင်ငံတကာမှာလူကြိုက်များခဲ့ပါတယ်။ဂါယာရဲ့အဆင့်မြင့်ဆုံးနည်းပညာကိုတော့သူတို့ရဲ့တန်ချက်ကာတွေမှာတွေ့နိုင်ပါတယ်။တန်ပြားတွေကိုတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးပြုလုပ်ထားတဲ့ဒီတန်ချက်ကာတွေဟာဒီဇိုင်းပိုင်းတွေမဟုတ်ပဲအကာအကွယ်ပေးနိုင်စွမ်းပါလေထိတ်တန်းကဖြစ်ပါတယ်။ဂါယာမှာတန်ထွန်းလုံးလုံကောင်းတဲ့တန်တွင်းတွေရှိခဲ့ပါတယ်။မူဂဲဝွန်တန်တွင်းလိုမျိုးနေရာတွေကနေတန်ရိုင်းတွေကိုတူးဖော်ပြီးစနစ်တကျထုတ်လုပ်ခဲ့ကြတာပါ။မကြသေးမီကတူးဖော်တွေ့ရှိမှုတွေကတန်ထုတ်လုပ်တဲ့မီးဖိုကြီးတွေကိုပါတွေ့ရှိခဲ့ရပါတယ်။ရှေးခေတ်ဂါယာလူမျိုးတွေဟာတန်ရိုင်းကနေတန်ကိုဘလို့ထုတ်ယူရမလဲဆိုတဲ့နီးစနစ်ကိုကျွမ်းကျင်ကြပါတယ်။တန်ကိုအချိန်ချင်းအပူပေးပြီးထုရိုက်ခြင်းအဖြစ်အငြိအကျေးတွေကိုဖယ်ရှားပြီးပုံမခိုင်မာတဲ့တန်ပဏိဖြစ်အောင်ပြုလုပ်ခဲ့ကြတာပါ။ဂါယာဟာတန်ပြားတွေကိုအရွယ်အစားနဲ့အလေးချိန်တူညီအောင်ပြုလုပ်ပြီးကုန်သွယ်မှုမှာငွေကြေးအဖြစ်ပါအသုံးပြုခဲ့ပါတယ်။ဒါဟာဂါယာရဲ့စီးပွားရေးအခြေခံအုတ်မြစ်လည်းဖြစ်ပါတယ်။ဂါယာရဲ့တန်ချက်ကားတွေဟာပြတိုက်ထဲမှာထားဖို့သက်သက်မဟုတ်ပါဘူး။စစ်မြေပြင်မှာတကယ်အသုံးပြုခဲ့တာပါ။တူးဖော်တွေးရှိရတဲ့တန်ချက်ကားတွေမှာလှန်ချက်တွေဓာချက်တွေကြောင့်ပျက်စီးနေတာနဲ့ပြန်လည်ပြုပြင်ထားတဲ့အမှတ်အသားတွေကိုတွေ့နိုင်ပါတယ်။ဂါယာနိုင်ငံတော်ဟာတန်တဲ့နည်းပညာနဲ့စီးပွားရေးအင်အားကိုအခြေခံပြီးကိုရီးယားသမိုင်းမှာအရေးပါတဲ့အခမ်းအနားတွေပါဝင်ခဲ့ပါတယ်။ဒီနေ့အထိလဲသူတို့ရဲ့အဆင့်မြင့်နည်းပညာတွေဟာအံ့ဩစရာဖြစ်နေသေးပါ။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဟုတ်။နောက်ထပ်ဘယ်လိုသမိုင်းကြောင်းတွေသိကျင်သေးလဲဆိုတာကိုလည်း comment မှာပြောခဲ့ပါဦး။ကျေးဇူးတင်ပါတယ်။